တုံးတယ်ပေါ့နော်ဒါတွေကြတော့အကာဖြူတွေဒီဓာတ်တွေကြောက်ပေါ့နော်အကာဖြူတွေတိုက်တဲ့နေရာမှာ
ရန်ကလုံးလုံးလေးကိုလှလှလေးဖြစ်ချင်းပူမလုံးလုံးလေးရန်လုံးချင်တာလေးနဲ့ဗောနော်အဲ့လိုလေးတစ်ဖက်ပဲတော့တစ်ဖက်ရှိဆိုရှိသေးပဲရန်လုံးလေးဖြစ်ချင်းနော်အဲ့လိုလေးဗောနော်တစ်ဖက်ပဲရန်ဒီမှာရန်ကောင်းကပူမလုံးလေးဖြစ်လာတွေ့ရလားရန်ကောင်းပူမလုံးလေးဖြစ်လာအဲ့လိုမျိုးလေးပေါ့နော်အဲ့လိုမျိုးဆေးပြီးအမှဒီတန်ရဲ့ဒီအရာဒီမှာကတ်နေတယ်လေကတ်နေတဲ့ခါကျရင်ဒီလေးဖြူဒီမှာဒါမျိုးရေမှာဒီလိုလေးရေသုံးမှတယ်မျိုးလေးလို့ဒီတန်ရလေးပြောင်းသွားလိမ့်မယ်ဒီလိုအဲ့ဒါမျိုးဒါနဲ့မစီတာနဲ့စားကြောမှုနဲ့မလုပ်လိုက်ဘူးဆိုတန်ရနဲ့လေတမီထွေးနေဘာမှမပေါ့ဘူးတန်ရပိတ်နေအဲ့နဲ့တို့ကအဲ့လိုလို့ပေါ့နော်ဒီစားကြောနဲ့ဆိုရင်ဒီလိုလေးတွေပေါ့နော်ဒီလိုလေးစီးတာစားကြောနဲ့ဆိုဒီလိုချော်မျိုးတွေကစီးလို့ကောင်းတယ်မန်းတွေရှာတာပေါ့နော်ဒီလိုလေးပေါ့အဲ့လိုဆိုရင်ရန်ဟိုကတော့တိတ်မလောက်ဒီရန်ကောင်းတွေကတိတ်မလုံးတော့ဘူးနော်ပြားသွားတာပေါ့ရန်ကောင်းတွေဒါမှဝမ်းကြည့်ပေါ့ဒါပေမဲ့မန်းကြတော့ပြန်ပေါ်လာရောမန်းကြတော့ပြန်မပြတ်တော့ဘူးလို့ကြတော့လေမန်းကြတော့ပြန်မပြတ်တော့ဘူးအဲ့လိုလေးစီးတာပေါ့နော်ဒါမျိုးဝမ်းကြည့်ဝင်ကလေးတွေကြတော့ပြီးတော့နောက်တစ်ခုရှုံမယ်ဒီလိုလေးပေါ့ဒီလိုလေးခုချူလေးတွေကိုရန်ကောင်းလုံးလေးနဲ့လာစီချင်းမှာဒီအရေးတော့လေးရန်ကောင်းလုံးဒါမနစစ်နော်ရန်ကောင်းလုံးလေးနဲ့လာစီချင်းရင်ဒီမျိုးနဲ့စီးရမယ်တစ်ဖက်ပဲနော်ရန်ကောင်းလုံးလေးနဲ့လာစီချင်းဒါမျိုးနဲ့အမဒီရန်ပေါ်လေးတွေအကုန်လုံးချစ်တော်မှာဖျောင်းမစင်နေတာလေမန်းတိုင်းကြည့်လို့ပြန်ဆက်ဒီရန်ကလုံးလေးနဲ့လာလိမ့်မယ်ဒါတော့ကျွန်တော်တော့အကျန်းစီးဖြတ်တာပေါ့နော်တော့မကြည့်ကြပါဘူးဒီလိုလေးပေါ့နော်မရန်ကောင်းလေးတွေဒီမှာပူကြွလာတယ်ပေါ့ရန်လေးကမာဒီလိုတော့ဒီလိုလေးပေါ့နော်ဒီလိုလေးရှိတော့အရင်စီလာတော့အရင်ကျေးလာမယ်ဆိုရင်လည်းနည်းနည်းပြန်နာပေါ့နော်ကြောက်ကြည့်မှာအရင်ကောင်းအရင်ကျေးလာတယ်လားဒီပေါ့ဒီဒါလေးပြောင်းလေးတွေရန်နူတာလေးကိုဖြေလိုက်တဲ့သဘောပဲအဲ့ဒီမှာခဏတရားလေးပေါ့နော်ဒါလေးရစီမှာတဖြည်းဖြည်းပူပေါ်လာပြီပေါ့ပူပေါ်လာတယ်ရန်လည်းနည်းနည်းလေးထုံနဲ့ဖြစ်လာတယ်ပေါ့နော်ကောင်းစီရမယ်အဲ့ဖြစ်စီဥမာဒီနာရီပါနော်အသားနဲ့မလည်းမသိကြမှပေါ်တာပေါ့ဒီလိုလေးပေါ့ဒါလေးနဲ့ဒါလေးတန်ရှင်းလုပ်တာပေါ့နော်ကိုကြည့်လောက်တော့အဲ့လိုမျိုးလေးပေါ့ဒီဒါလေးကြတော့မပေါ်တဲ့ခါကျတော့တင်ပြီးတော့ဖောက်တော့ပေါ့ဒီလိုလေးပေါ့ဒီမှာလေးဖောက်တော့ပေါ့နော်ဒီတန်ရှင်းလုပ်တဲ့တမတိမျိုးညမမလေးလုပ်တယ်ဒါအမေကျော်မလေးပေါ့ဒါဟိုအမေကျော်မမရှိလို့လုပ်တော့ပေါ့ဒီမျိုးမလေးဒါမျိုးလေးနဲ့မတိုက်ပေးရပေါ့ကွန်ပျူတာအခြေခံတော့အလုံးကုန်ပြီပေါ့နော်ဒါလည်းအဲ့လိုထုံးနေတော့မယ်နောက်ဆုံးကြတော့
ဒီအမဲကျုံးမှာဖြစ်အကြီးမာတွေပေါ့နော်အကြီးမာအမဲဆိုရင်ဒီလိုလေးပေါ့ဒီလေးနဲ့အဲ့လိုလေးပေါ့နော်အဲ့လိုလေးပေါ့ဒီကွန်ပျူတာလုပ်တဲ့ခါအရင်ကယူဆိုင်ရမှာကွန်ပျူတာကိုင်တဲ့ခါမှာပစ္စည်းတွေတိတ်ပေါ်မှာဖြစ်အောင်ကွန်ပျူတာကမနာတွေပို့ဆိုပို့သွားတာမနာရဲ့လက္ခဏာပဲနော်ဒီဟာလေးကမနာရဲ့လက္ခဏာဒီတွေ့ရဒီလိုမနာတော့ဒီဘောနော်ကျွန်တော်အချမ်းဒီဟာတော့ Okay ဒီနေ့ကတော့ကျွန်တော်ဒီလောက်ပဲနော်ကျွန်တော်ကဘာမှလုပ်ပြစားလို့ရှိတာတော့ကိုနောက်ကျမှကျွန်တော်တခြားကြောက်သေးတဲ့ဗီဒီယိုတွေပြန်လာပြီးမယ်နော်ဒီနေ့ကတော့ဒီလောက်ပဲဖြစ်ပြီနော်ကြည့်ဘူးပါနော်